ဘာဝတိလာမှာပါတဲ့မုဒ္ဒဝါဒသည်တစ်ဖက်သားအကျိုးပျက်စီးအောင်ပြောတဲ့မုဒ္ဒဝါဒကိုဆိုလိုတယ်လို့ဒီလိုတော့မှတ်ထားဖို့လိုတယ်အမေရိုင်းမှာကြောက်လို့လိန်နာအဖေရိုင်းမှာကြောက်လို့လိန်နာအဲ့ဒီမုဒ္ဒဝါဒမျိုးတွေမဟုတ်ဘူးလူသိမှရှက်လို့လိန်နာအဲ့လိုမျိုးဆိုလိုတာမဟုတ်ဘူးကိုပစ္စည်းမပေးခြင်းလို့လိန်နာရှိရတဲ့နဲ့မရှိဘူးလို့ပြောလိုက်တယ်တစ်ဖက်သားမှာအကျိုးစီးပွားမပြတ်ဘူးဆိုလို့ရှိရင်အဲ့ဒီမုဒ္ဒဝါဒဒီ၅ပါးသီလထဲမှာပါတဲ့အပြစ်ကြီးတဲ့မုဒ္ဒဝါဒတော့မဟုတ်ဘူးသို့တော့လိမ်လီမှုကတော့ဖြစ်တာပေါ့သူကအပြစ်ကြီးမှဒီသူများရဲ့အကျိုးပျက်စီးမှထိခိုက်နစ်နာသွားမှကိုယ့်ရဲ့မုဒ္ဒဝါဒပို့ပြီးတော့ဆိုးတယ်ပေါ့နော်သူများအကျိုးပြပြမှုဆိုတာပို့ရေးကြီးတယ်ပေါ့အဲ့ဒါသူများအကျိုးမပျက်စီးဘူးဆိုလို့ရှိရင်တော့ကိုယ့်ကိုကာဝယ်တဲ့အနေနဲ့လိမ်လိုက်တယ်သိတယ်မသိဘူးလို့ပြောလိုက်တယ်ပြဿနာမတက်ချင်ဘူးရှိတယ်ဆိုတာသိရတဲ့နဲ့မရှိဘူးပြောလိုက်တယ်ကိုပစ္စည်းမပေးခြင်းလို့မရှိဘူးပြောအဲ့လိုမျိုးဆိုလိုတာမဟုတ်ဘူးဒုစရိုက်နဲ့ပတ်သက်တဲ့မုဒ္ဒဝါဒအဲ့ဒါကိုရှင်းရှင်းလင်းလင်းနားလည်ဖို့လိုတယ်